Hello အားလုံးပဲမင်္ဂလာပါအခုတလောအရန်ကိုကြိုက်နေတဲ့လိုရှင်လေးတစ်ခုလာပြီးတော့ပြောပြပေးတာပေါ့နော်အဲ့ဒါကဒီ olive lotion လေးဒါလေးကလေသူလည်းအရင်ရောင်းနေကြလိုရှင်တွေလိုပဲသူလည်းရေမွှေးလိုရှင်ပေါ့နော်ရေမွှေးလိုရှင်ကိုမှသူကလည်းပဲ moisturizer တက်ကိုအပြည့်အဝပေးတယ်ဒါပေမဲ့သူ့ကိုဘာကြိုက်တာလဲဆိုတော့သူ့ကိုဘယ်လိုခေါ်မလဲဒီပုံမှန်ရေအမွေးလို့ရှင်းနေလို့ပဲလိမ့်လိုက်တယ်လိမ့်လိုက်ပြီးလို့ရှရင်သူ့ရဲ့အနံကအဲကုန်းငင်းထဲမှာနေရဲလို့ဆိုပို့ပြီးတော့အရန်တိတာတယ်လုံးဝခန်းတာဒီတိုင်းသွားလာလှုပ်ရှားနေရတာမှပဲ4-5နာရီခန်းတယ်နော်ဒီခန်းနာကုန်းမှာအဲ့လိုခံမိုးဆိုတာတကယ်ကိုမလွယ်ဘူးပုံမှန်ရေမွေးလို့ရှိနေလဲမှုေးတယ်ဒါပေမဲ့လည်းခန္ဓာကိုယ်အပူချိန်နဲ့ပေါ့နော်ဒီလိုမျိုးအနံ့ပြောင်းသွားတာအနံ့ပြေသွားတာမျိုးရှိတယ်ဒါပေမဲ့သူကအဲ့လိုမျိုးလုံးဝမဟုတ်ဘူးအဲ့ဒါကိုအရန်ကိုကြိုက်နေတာပေါ့နော်ပြီးတော့သူ့ရဲ့ဒီ packaging လေးအရန်မိုက်တယ်ကွာကိုယ့်ရဲ့ခရီးရန်သွားတဲ့လူတွေအဲ့တော့ဘာဖြစ်လဲဆိုတော့ပုံမှန်လို့ရှိနေပေါ့နော်ဒီကောက်ကူးတွေထည့်သွားလို့ရှိရင်ဖြစ်တတ်တဲ့ပြဿနာဘာလဲဆိုတော့ကားနောက်ခန္ဓာမှာထည့်ထားလိုက်တာဒီလိုပဲထည့်ထားလိုက်တော့တစ်ခါချောင်းသာသွားတော့ဆိုရင်ဟိုလေးရောက်ဖွင့်လိုက်တော့အဲ့ဒီ wash box အမှာလုံးဝလိုရှင်လေးကရှမ်ပူတွေက အကုန်လုံးကဒီလိုမျိုးကားခုံတော့ဒီလိုနှိမ့်တယ်လို့ဖြစ်သွားတော့ဒီထဲမှာဘာမှမရှိတော့အခုံကြီးဖြစ်သွားစိတ်တတိကြာပြီးစိတ်တောင်ညစ်သွားတာအဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့ဒါခါကျအရန်ကိုနောက်ပိုင်းသွားကနေဆိုအရန်ကိုအာယုံနောက်ရတယ်ကိုကလည်းဒါကိုကြိုက်တယ်နောက်တော့လှည့်ဖို့ပါအဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီဟာလေးကိုအခုပေါ့နော်တွေ့တော့ review လေးတွေ like ဖတ်တယ်ဆိုတော့တော်တော်အဆင်ပြေတယ်ပေါ့ကိုကလည်းရေမွေးလို့ရှိရင်ကြိုက်တယ်ပေါ့အဲ့တော့ဒါလေးကိုစမ်းသုံးကြည့်မယ်ဆိုပြီးတော့ဝယ်သုံးတော့ဝယ်ပြီးကမှကိုလက်ထက်ရောက်မှကြည့်မိတာဒီဟာလေးဒါသူ့ရဲ့ lock ပေါ့နော်ဒီ lock လေးပါတယ်ဒါဆိုတော့ဘယ်လောက်ပဲနှိမ့်ဘာမှမထွက်တော့ဘူး okay ဟုတ်ပြီဒါလေးကတိတ်ပြီးတော့ဟိုပါပေါ့စမပြေဘူးဆိုတာတက်ရတာနည်းနည်းတော့ကြက်တယ်လေနော်ဖြုတ်ရတယ်နဲ့ကြက်လို့ဒါလေးကိုမတက်ရှင်ဘူးပေါ့နော်လှုပ်ရှုပ်တယ်ပေါ့အဲ့လိုမျိုးခံစားရတယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဒီထိတ်မှာ open ဆိုတာလေးပါတယ်မြင်ရလားမသိဘူးဒီမှာ open ဆိုတာလေးပါတယ်အဲ့တော့ကိုကဒီမှာဖွင့်ပြီးတော့နော်တကယ်လို့ကလေးတွေစုံမှာပဲဖြစ်တခြားပေါ့နော်အဲ့လိုယူသားဖို့ပဲဆိုရင်ဒီလိုမျိုးလေးလှည့်လိုက်လို့ရှိရင်ဒီမှာနှိမ့်မြတော့မထွက်တော့ဒါလေးကိုအရန်ကြိုက်တယ်အရန်ကြိုက်တာကမှသူ့ရဲ့တခြားလေးအကြောင်းပြောမယ်ပေါ့နော်အနံ့ကကြတော့မှုေးအီဘက်တော့သွားတယ်မှုေးအီသွားတယ်ဆက်လိန်ချင်းကတော့အရန်မွေးလွန်အားကြီးတယ်လို့ခံစားရတယ်နော်ဒါပေမဲ့သူကမှကြည့် moisturizing ဓာတ်ကိုအပြည့်အဝပေးတယ်ပေါ့နော်သူ့မှာဘာပါလဲဆိုတော့ shea butter နဲ့ hyaluronic acid ပါတာပေါ့အဲ့တော့ခါကြတော့ဒီပုံမှန်တိုင်းမှာ niacinamide ပါတယ် vitamin C ပါမယ် vitamin E ပါမယ်ဒါကလိုရှင်းနေတော်တော်များများပါတာပေါ့နော်အဲ့ဒီထဲမှာသူကကြတော့ဒီ blue ဘာလဲ Burberry ဟာရေမွေးပေါ့နော်အဲ့ရေမွေးကအနံ့ကိုသူကယူထားတာပေါ့နော်အဲ့ဒါခါကျတော့အဲ့ရေမွေးသုံးသလိုမျိုးပဲပေါ့ပြီးတော့ဘာလဲဆိုတော့ဒီလိုမျိုးလေးတွေကိုကပုတ်လိုက်တာပေါ့နော်ဒီလိုမျိုးလေးတွေမှာပုတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာထိနေတဲ့အိမ်ကအစာမှုေးနေတာအဲ့လိုမျိုးမှုေးအဲ့ဒါအရင်သဘောကျပဲရေမွေးစွတ်ထားတဲ့လိုမျိုးဒီအသားနဲ့ထိနေတဲ့ဒီအိမ်ဒီလိုနားလေးတွေမှာမှုေးနေတာအဲ့ဒါခါကျတချို့ဆိုဟုတ်တယ်ရှိတယ်အဲ့ဒါတချို့ဆိုလို့ရှိရင်ဝိတ်ချော်ကန်ဒီအထိအဲ့ဒီအိမ်ကမှုေးနေတာဒီလိုရှင်းကစွဲနေတာမျိုးပေါ့ဒါပေမဲ့ဘယ်လိုမျိုးကိုကလိုရှင်းကိုစွဲနေအောင်လိမ့်ရမလဲဆိုတဲ့ခါကျဒါလိုရှင်းမဲလိမ့်နိုင်ဆွတ်တော့မှမဟုတ်ဘူးเนาะရေရှိုးရပါမယ်နံပါတ်1ချက်ရေရှိုးရမယ်ရေရှိုးလို့ချင်လည်းပဲကိုကဒီခဏကိုမှရှိတဲ့အညစ်အကြေးအစီအနှစ်တွေပါသွားအောင်လို့ဒီရေချိုးစပြားကြီးမှာဒီအဖက်ကလေးပေါ့เนาะဒီထဲကိုထည့်ပြီးတော့တိုက်ပေးရမယ်အဲ့ဒါမှဒီခဏကိုဒီအသားအရေးပြားကိုတိုက်ရိုက်ဘာမှမရှိတော့တဲ့အချိန်မှာဒီလိုရှင်းကိုတင်လိုက်ရမှာအဲ့ဒီခါကြတော့မှသူကဒီအသားတွေကိုဆွဲပြီးတော့မှအနံ့ကကြာရှိခံမှာဒါမှမဟုတ်ပဲနဲ့ပြင်သွားကန်ဒီလေးမှလိမ့်နာမျိုးရေမချိုးပဲနဲ့လိမ့်နာမျိုးဒါမှမဟုတ်တခြားတစ်ခုခံပြီးမှလိမ့်နာမျိုးဆိုရင်တော့လုံးဝအဲ့ဒီလောက်ကြီးခံမှာမဟုတ်ဘူးလိမ့်ငါစားပဲမှုေးမှာเนาะအဲ့တော့ကိုကတကယ်ကိုပဲဒီရေမွေးလို့ချင်းကိုအချိန်ကြာဆွဲစေခြင်းနဲ့ဆိုလို့ရှိရင်တော့ရေကိုပြအောင်ရှိုးပါပြအောင်ရှိုးရတယ်မှာပုံမှန်ပဲဒီလိုပဲတိုက်လိုက်တာပဲဒါမျိုးမဟုတ်ပါဘူးခန္ဓာကိုယ်ပေါ်မှာကိုမမြင်နိုင်တဲ့အညစ်အကြေးတွေရှိတယ်ဖုံမုံတွေရှိတယ်ပေါ့နော်ပြီးတော့သူလည်းမျက်နှာလိုပဲအဆီထွက်တယ်အဲ့တော့ဒီမှာရှိတဲ့အသားရည်ပေါ်မှာတဆင့်ပေါ့နော်ရှိတဲ့အရာဖဲသွားမှသူကဒီအသားရည်တွေကိုဝင်နိုင်မှာပါအဲ့ဒါကြောင့်မလို့
အဲ့ဒီလိုမျိုးလေးခုနပြောသလိုရေလေးသေးသေးချာချာချိုးပြီးတော့တန်ပြီးတော့လိမ့်ကြည့်ပါဒါဆိုရင်ပုံမှန်သွားလာလှုပ်ရှားနေဘူးတဲ့သွားနေရင်တော့မှပဲ4နာရီ5နာရီခံပါတယ်အေကိုငန်းထဲမှာနေတဲ့လူဆိုရင်တော့တစ်နေ့အောင်ခံပါတယ်အဲ့ဒီအပြင်သွားနေတဲ့လူတော်မှပဲဒီအိမ်ကြီးမှာအနံ့ဆွဲပါတယ်အဲ့ဒါတော့ကိုတွေးပေါ့နော်အဲ့တော့လုံးလုံးလဲအရန်ကိုကြိုက်နေတာပါ confidence ရှိတယ်ဆိုတာတက် over confidence ဖြစ်ချင်တယ်ဆိုရင်တော့ဒီ lotion လေးကိုသုံးကြည့်ပါဒါက honest review ပါရောင်းတာမရောင်းတာတဲ့ကိုတကယ်သုံးလို့ရလာတဲ့ result ကိုအရန်ကိုကြိုက်လို့ပြပြပေးတာပါเนาะကိုကအရန်အမွေးနဲ့တာအရန်ကြိုက်တဲ့လူဆိုတော့ဒါကတော့မရှိမဖြစ်ပဲပေါ့เนาะဒါယောက်ျားလေးရောမိန်းကလေးရောမခွဲကြပါဘူးအကုန်လုံးသုံးလို့ရပါတယ်ချစ်ကျေးဇူးတင်ပါတယ်